များစွာရခဲ့ပေမဲ့ပြန်ကောင်းမလာပဲတကြံအကျိုးနေ့မှာကွယ်လွန်သွားတဲ့လူရှင်တော်ဦးသိန်းဆန်ဒီနေ့တကြံအကျိုးနေ့မနက်ခင်းမှာတော့မြမတုပညာလောကအတွက်စိတ်မကောင်းစရာသတင်းတစ်ခုနဲ့စတင်ခဲ့ရပါတယ်။လူတွေကိုနှစ်ပေါင်းများစွာချီးမွမ်းအောင်ဖျော်ဖြေပေးခဲ့တဲ့ဝိုင်းရင်လူရှင်တော်ကြီးဦးသိန်းဆန်ဟာဒီနေ့2026ခုနှစ်ဧပြီလ23ရက်နေ့မနက်4နာရီမှာကွယ်လွန်နှိပ်စာရောက်သွားပြီဖြစ်ပါတယ်။ဦးသိန်းဆန်ဟာတဲချောက်ယောဂနဲ့ရေပြင်းဆွဲဝေဒနာကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရသူပါ။အစောပိုင်းမှာစေကုသစီအခက်အခဲတွေကြောင့်စိတ်တက်ကြပြီးစေမကုတော့ဘူးလို့ဆုံးဖြတ်ခဲ့ရတယ်လို့အနုပညာလောကသားတွေရဲ့အကူအညီမရခဲ့တဲ့ပေါ်ဝမ်းသာစကားတွေဆိုခဲ့ပါသေးတယ်။ဒါပေမဲ့နောက်ပိုင်းမှာမင်းသားမြင့်မြတ်နဲ့အနုပညာရှင်များစွာကဝိုင်းဝန်းလှူဒန်းခဲ့ကြလို့ကုသမှုတွေပြန်လည်ခံယူနိုင်ခဲ့ပါတယ်။ပရိသတ်တွေကလည်းအလူငွေတွေရရှိပြီးစေကုသမှုခံယူနေရတာကြောင့်ပြန်လည်ကျန်းမာလာမယ်လို့မျှော်လင့်ခဲ့ကြတာပါ။ဒါပေမဲ့ကံကြမ္မာတို့ရက်ဆက်လွန်းလာပါတယ်။အားလုံးကပျော်ရွှင်နေကြတဲ့တကြံကြုံနေ့မှာပဲငြိမ်းချမ်းစွာနှုတ်ဆက်သွားခဲ့ပါပြီ။လူရှင်တော်ကြီးဦးသိန်းဆန်တယောက်ကောင်းရာသူကတိလားပါစေကြောင်းထပ်တူတက်မြဆုတောင်းပေးလိုက်ရပါတယ်။ပရိသတ်ကြီးတို့လည်းဦးသိန်းဆန်အတွက်ဆုတောင်းစကားလေး